အတွဲတက်မှာတော့မူဆာဘာဒေသမှာကြီးစိုးနေတဲ့ရှော့ကီရိုခိုင်းဖွဲ့ကို SSB နာဘင်းကအမြင့်ဖြတ်ရှင်းထုတ်ဖြစ်နိုင်ခဲ့ပြီးနာဇီမာကတုတ်တံမှာမြုပ်နှံထားတဲ့ရှော့ကီရဲ့ပိုင်ဆိုင်မှုတွေကိုတူးယူလိုက်ပါတယ်။နာဇီမာကဝင်ကြီးအလန်နဲ့တွားရပူးပေါင်းလိုက်ပြီးဒီအာညီကိုအတွက်ပတ်စံတွေထောက်ပံ့ပေးလိုက်ပါတယ်။ SSB နာဘင်းကိုအနီးကပ်စောင့်ကြည့်ထားဖို့အတွက်ဒီအာညီကိုနှစ်ယောက်ကရဲတသားဆူနီကိုဆေးလွတ်ထားပြီးဆူနီကနာဘင်းရဲ့ကာမောသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ UBS ကရဲ့ရှိမှာလွတ်တော်အမတ်ကိုဖြုတ်ချပြီးဖို့အတွက်ပြည်သူတွေကဆန္ဒတွေထုတ်ဖော်နေပြီးနာဘင်းရဲ့ကားကရောက်ချလာတဲ့အခါဒီဟာဂိုင်းကလူမိုက်တွေကတနက်နဲ့လှုပ်ကြံမှုချင်းရနေတော့ဆန္ဒပြနေတဲ့လူကြီးကကားနားကိုရလာခဲ့တဲ့ကြောင့်အစီအစဉ်ကအဖြစ်ပဲသွားခဲ့ပါတယ်။အဲဒီလူမိုက်နှစ်ယောက်ကိုမိကိုခေါင်းလိုက်ထိပ်မှာဒီဟာညီကိုနှစ်ယောက်ကကျိုးနဲ့စာတို့တွဲလောက်ချီထားပြီးပေးရခဲ့တဲ့တာဝန်ကိုမကျေပေါ်ခဲ့တဲ့အတွက်အပြစ်တင်ပြောဆိုလိုက်ပါတယ်။လူမိုက်နှစ်ယောက်ကသူတို့ကိုခွင့်လွှတ်ပေးဖို့စတိုက်တောင်းပန်နေခဲ့ပြီးလှုပ်ပေးဖို့ပြောဆိုတဲ့အခါပေတူးကကျိုးကိုလှုပ်ခန့်လိုက်တော့အဲဒီလူမိုက်နှစ်ယောက်ကဇက်ကျိုးပြီးတေဆုံးသွားခဲ့ပါတယ်။ပေတူးနဲ့ချင်တူးတို့ဒီဟာညီကိုနှစ်ဟာအာရပါရနဲ့ရီမော့လိုက်ကြပါတယ်။ Yes ကမှာတော့ဒီဟာကိုင်းရဲ့လှူရှားမှုတွေကိုဘာတည်းမှမရသေးတဲ့ကြောင့်နာဘင်းကဒေါသထွက်နေခဲ့ပါတယ်။ငါတို့တွေကပြည်သူတွေနဲ့ဆက်ဆံရေးကောင်းလာမယ်ဆိုရင်သူတို့ပေါ်နိုင်တဲ့နေရာတွေညှော်နေလာလိမ့်မယ်။အခုလောက်ထိအောင်ညီနေတာကသူတို့တွေကြီးကြီးမားမားတစ်ခုကိုကြံစည်နေရပဲဖြစ်ရမယ်လို့ပြောဆိုပြီးပါတီရဲ့မျက်နှာကမကောင်းတာကြောင့်မေးမြန်းကြည့်တဲ့အခါမှာအရာရှိအသစ်တွေသူတို့ဌာနကိုဝင်လာခဲ့တဲ့ကြောင့်လူကောင်းတွေရဲ့နေရာကိုအစားထိုးသွားလိမ့်မယ်လို့ထင်မှတ်နေပြီးတေဆိုးသွားခဲ့တဲ့ရဲအရာရှိတွေအတွက်ပါတီကလက်စားချေဖို့ဆရာထက်သန်နေခဲ့ပါတယ်။အခုမင်းကန်စားနေရတာတွေကိုငါနားလည်ပါတယ်။ငါတို့ဝင်းစင်ထားတဲ့ယူနီဖောင်းကလက်စားချေဖို့မဟုတ်ဘူး။ပြောင်းလဲမှုတွေလွတ်ဆောင်ပေးဖို့ပဲ။စိတ်ကန်စားချက်တွေကိုထိန်းချုပ်နိုင်အောင်ကြိုးစားကြရမယ်။မလက်ပြန်ကစပြီးစိတ်တည်လူတွေနဲ့အလွတ်လွတ်ကြတာပေါ်လို့နာဘင်းကအပိန်သက်တွေပြလိုက်ပါတယ်။နောက်ရက်တွေမှာတော့မူဆာဘာနီနာမှာရှိနေတဲ့ရွာတိုင်းကိုနာဘင်းကလူကလေးတွားရပြီးရွာသူကြီးတွေနဲ့အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကြိုးစားနေခဲ့ပါတယ်။စကန်းကိုပြန်ရောက်လာပြီးဒီဟာညီကိုနဲ့ပတ်သက်နေတဲ့လူမိုက်တွေကိုအခုလိုပဲနာဘင်းကရှင်းပြပြောဆိုလိုက်ပါတယ်။သူတို့ညီကိုနှစ်ယောက်ရဲ့အနည်းဆုံးမှရှိနေတဲ့အဓိကလူကဂူချန်ဆိုတာကိုမင်းတို့လည်းသိရှိထားပြီးဖြစ်မှာပါ။သူတို့ရဲ့နောက်တဲ့အပေါင်းပါတွေကရန်စင်းနဲ့ကန်ချန်နောက်တစ်ယောက်ကအာရှုပ်သူတို့ညီကိုနှစ်ယောက်ကရှော့ကီအုပ်ချုပ်ခဲ့တဲ့ဟိုစိပူကိုလက်လွဲယူဖို့အတွက်ကြိုးစားကြလိမ့်မယ်။ရှော့ကီတို့ခိုင်းတဲ့သူတို့တွေကအင်အားပိုများတယ်။ဒီတော့ငါတို့အဖွဲ့ရဲ့အင်အားကိုဖြည့်တင်းထားရမယ်။ဒေတာရင်းမှာငါတို့အတွက်လှုပ်လှုပ်ပေးနိုင်မဲ့သူတွေအများပြားလိုအပ်တယ်လို့ပြောဆိုပြီးရွာဒီမှာစီယိုရေးလက်ဆင်းမှုတွေညွှန်ကြားလိုက်ပါတယ်။နာဘင်းကလေ့ကျင့်ရေးတင်တန်းကျောင်းကိုရောက်ချလာတဲ့အခါအင်းကြီးကျယ်သီးတွေပြုတ်ထွက်မတဲ့ဘိုက်ပူရဲ့ရဲအရှိကိုတတိပြုပြီးတော့ခဲ့ပြီးလေ့ကျင့်ငန်းပုံမှန်လုပ်ဖို့အတွက်အကြံပေးပြောဆိုလိုက်ပါတယ်။ရဲသားကတော့ပကုံးပေါ်မှာကျယ်တဝင်းမှရှိမလားမဲ့တူတူဝေချဖို့ထက်ပင်စင်စားဘွားကိုသာပို့ပြီးမျှော်လင့်နေပါတယ်။တပ်ဖွဲ့ရဲ့အသစ်ဖြစ်တဲ့ Prakash ကိုနာဘင်းကနှုတ်ဆက်ကြိုးစားလိုက်ပြီးရဲသားမီရှာရာကလည်းနာဘင်းတို့ရဲ့အဖွဲ့တွေကိုဝင်ကြကြောင်းလူလူလလနဲ့တောင်းဆိုလိုက်ပါတယ်။နာဘင်းကမူဆာဘာရဲ့သူရဲကောင်းတရားဖြစ်လာခဲ့ပြီးပကုံးပေါ်မှာကျယ်တဝင်းမှမရှိဘဲအနားယူသွားခဲ့ရတဲ့အရာရှိတွေဝင်းကျုပ်စီမှာနာဘင်းကအခုလိုပဲတင်သွင်းပြောဆိုလိုက်ပါတယ်။ရဲအရှိတယောက်ကကျွန်တော်ဌာနရဲ့အရေးကြီးဆုံးစိတ်ပိုင်းတစ်ခုပါ။အကြောင်းချင်းငယ်ထဲမှာသူတို့တွေကအရေးအဆုံးရအောင်သွားရလေရှိပါတယ်။ရဲတယောက်ကပြောဝဲရှင်မဲမှာပြည်သူတွေလုံခြုံမှုတွေတာဝန်ယူပေးရပြီးအနည်း30ကြာပေးဆက်ခဲ့ပေမဲ့လည်းသူတို့ကတာမန်ပင်စင်စားဘွားကိုပဲရရှိသွားခဲ့ကြပါတယ်။သူတို့ရဲ့အိမ်မက်ကယူနီဖောင်းမှာကျက်တလုံးရရှိဖို့ပါပဲလို့နာဘင်းကရှင်းပြပြောဆိုတဲ့အခါဝင်းကျုပ်ကလည်းTTPPနဲ့လက်ခံပေးလိုက်ပြီးအတွင်းမှုကိုတလအတွင်းအမြဲဆုံးကောင်တဲ့ပေါ်ခန့်လိုက်ပါတယ်။နောက်တော့နာဘင်းကလူသွေးပြုသူနဲ့တူစေးစာစစ်တဲ့အခါကိုဝန်ကအားလုံးစီပြနေပြီးရေရလူတို့လက်ထက်ပွဲအခမ်းအနားကိုတက်ရောက်ပြီးဖို့တဲ့ဒေါက်တာတီဝါရီကဖိတ်ကြားလိုက်ပါတယ်။နာဘင်းကရွာသူကြီးတွေနဲ့ရင်းနှီးမှုရရှိနိုင်မှုတွေတရားပဲတရားတဲ့တွေ့ဆုံမှုတွေစတဲ့လှုပ်ဆောင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ပင်တူးကအပြိုတဲ့နဘက်ပွဲတစ်ပွဲကိုဝေကစားနေခဲ့ပြီးဟိုစိဘူကလုပ်ငန်းရှင်တွေတယောက်မှသူ့ကိုစကြေးလာပေးတာကြောင့်တင်းနေခဲ့ပါတယ်။ခဏကြာမှနာစီမာကတပည့်ပြုသူနဲ့သူရောက်ချလာတော့ဒီဟာညီကိုရဲ့တပည့်လူမိုက်တွေကတပည့်ပြုသူရဲ့တနက်ကိုသိမ်းယူထားလိုက်ကြပါတယ်။နာစီမာကပတ်စံတို့ကိုချင်းလူးစီကိုလွှဲပြောင်းပြလိုက်ပြီးသူတို့မာယူထားတဲ့တနက်သစ်တွေကရောက်လာတော့မှမလားလို့မြင်မြင်လိုက်တဲ့အခါဒီမှာမိန်းမတွေကယောက်ျားတွေကိုမေကုန်းထုတ်ပိုင်ခွင့်မရှိဘူး။အားရယောက်ျားတွေကပဲမေကုန်းတွေကိုမြင်မြပိုင်ခွင့်ရှိရလို့ပင်တူးကဝင်ပြောလိုက်ပါတယ်။ယောက်ျားတစ်ယောက်ကအိယာပေါ်မှာမဆန်းဆောင်နိုင်တော့ရင်ဒေါသကြီးလွယ်တယ်လို့ကြားဘူးတယ်။အဲဒီလိုနာစီမာကပြန်လည်ပြောဆိုလိုက်တော့နာစီမာကိုပြစ်တက်လိုက်ဖို့အတွက်ညီဖြစ်သူချင်းတူးကိုအမိန့်လှမ်းပေးလိုက်ပါတယ်။ချင်းတူးကလက်တွေတုံနေခဲ့ပြီးမိမတရားကိုတော့တနက်နဲ့ဝိုင်းချင်ရတော့တဲ့ဒီရှင်ကတေရပေါ်ကြောင်နေရလား။ကျမသာပတ်စံထောက်ပံ့ပေးရင်ရှင်တို့ကဒီတိုင်းလူရန်ကတတာပဲ။ပြီးတော့ SSB နာဘင်းကရွာထဲမှာရှိနေတဲ့ရှင်တို့ရဲ့ဂိုင်းဖွဲ့ဝင်တွေကိုလိုက်လံဖမ်းဆီးနေတဲ့ကိစ္စကိုရောသိရလားလို့နာစီမာကပြန်လည်ပြောဆိုလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲ SSB ကိုဖုံးဆက်သတင်းလှမ်းပေးနေခဲ့တဲ့ဦးလေးကြီးတယောက်ရဲ့နေကိုပီတူးတို့ကရောက်ချလာခဲ့ပြီးတားဖာနီယာကိုရွာထဲခေါ်ချလာခဲ့ပါတယ်။ရွာသားတွေရဲ့ရှေ့မှာပဲတားပြသူကိုချင်းတူးကထိုးနှက်တိုက်ခတ်နေခဲ့ပြီး
သူရဲ့ပေါင်းပါတွေကကခေါ်အားပေးနေခဲ့ကြပါတယ်။နောက်တော့ချင်တူးကတားပြသူရဲ့လက်ကိုကိုက်ပြီးဘေ့စ်ဘောတုံးနဲ့အဖေပြသူကိုရိုက်ချပစ်လိုက်ပါတယ်။အဲဒီဘေ့စ်ဘောတုံးနဲ့ချင်တူးကတားပြသူကိုအားရပါရရိုက်ချပစ်လိုက်ပြီးတားဖနေရာစလုံးကိုတက်ပစ်လိုက်ကြပါတယ်။ပင်တူးကသူ့ကိုသတင်းပေးခဲ့တဲ့လူငယ်လေးကိုစုချင်းခွေထုတ်ပြလိုက်တဲ့အခါမှာအဲဒီလူငယ်လေးကပတ်စံအစားတနက်တက်လက်ကိုတောင်းဆိုနေခဲ့တဲ့ကြောင့်ချင်တူးကတနက်တက်လက်ကိုချက်ချင်းထုတ်ပြလိုက်ပါတယ်။ညဘက်ကူရောက်တော့နာဘင်းကအခင်းဖြစ်ပွားခဲ့တဲ့နေရာကိုရောက်ချလာခဲ့ပြီးရွာသားတွေရဲ့စိတ်ထဲမှာတော့ဒီဟာညီကိုစန့်ကျင်မယ်ဆိုရင်အသက်ခံရမယ်ဆိုတဲ့ကြောက်တရားကကြီးစိုးသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဒီဟာညီကိုကရွာသားတွေနဲ့တူစကန်းရှိပါစုဝေးရောက်ရှိနေခဲ့ကြပါတယ်။သူတို့ရဲ့အဖေကိုဘယ်လိုတက်လိုက်တာလဲဆိုတာသိချင်လို့ကျွတ်တို့ကလာခဲ့တာပါ။ခင်ဗျားကိုဒီဒေသကနေမမထုတ်ပါဘူး။ခင်ဗျားသာထွက်သွားခဲ့မယ်ဆိုရင်ဒီကပြည်သူတွေကိုဘယ်သူကကယ်တင်တော့မှာလဲ။လူသားမှုကိုတရားကတခုခုမြင်ခဲ့ရင်ငါတို့ခေါင်းဆောင်ကိုပြတ်ပြလိုက်ပါအောင်လို့ပြောဆိုကပင်တူတို့ကထွက်ခွာသွားခဲ့ကြပြီးအပြေမရမချင်းမေကုန်းနဲ့စက်တိုက်မြင်းမြတ်မှုတွေချင်တို့ကသတင်းတောက်တွေကိုမြှောက်ပေးလိုက်ပါတယ်။ဒီကောင်လေးကအရန်ကြောက်လန့်နေကြလို့ကျွန်တော်တို့ကိုလာပြီးချောက်လန့်နေတာပဲ။သူတို့ကိုပို့ပြီးဖိနေရမယ်လို့ဘီနောကအကြံပေးပြောဆိုလိုက်ပါတယ်။တနက်ရရှိသွားခဲ့တဲ့လူငယ်လေးကသူ့ရဲ့တငယ်ချင်းကိုဒီအာညီကိုစီကိုခေါ်ချလာခဲ့ပြီးတနက်တလက်ကိုတောက်တောက်ပေးလိုက်ပါတယ်။ချင်တူတို့ကလည်းရုပ်သက်သည့်လူပိုင်အများပြားကိုလိုအပ်နေတာကြောင့်တနက်တလက်ကိုထုတ်ပေးလိုက်ပြီးကိုကိစ္စကိုနိုင်အောင်ရှင်းမှုတွေတတိပိပြောဆိုလိုက်ပါတယ်။ဒီဟာညီကိုဂိုင်းဖွဲ့ဝင်အာရှုကမြေသွေးဖြစ်သူဒေတာကိုမင်းမပြတ်တယောက်လိုအမြဲတမ်းပြောဆိုဆက်ဆံနေခဲ့တာကြောင့်လင်ယောက်ကြားဖြစ်သူကိုဒေတာကလာချီမုန်းတီးနေခဲ့ပြီးရဲစခန်းကိုတရင်လှမ်းပေးလိုက်ပါတယ်။ဘီနောကလည်းအာရှုကိုချီရခတ်ထားပြီးဖြစ်ကြောင်းလာမင်းစီမှာတရင်လာပို့ပါတယ်။အာရှုရဲ့ဖုန်းကိုဓာတ်ပြတ်ဖမ်းယူနှောင်းလိုက်တဲ့အခါလက်နက်တွေရောင်းဝယ်ပြုလုပ်မဲ့တီနီယာတစ်ခုကိုတိရှိသွားခဲ့ကြပါတယ်။တစ်ဖက်မှာတော့နာဇီမာကသူတို့ရဲ့ခေါင်းဆောင်ဝင်ကြီးအလန်စီကိုဓာတ်ရိုက်ဖုန်းခေါ်ပေးလိုက်ပြီးသူတို့ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့အထီးကျိုးတစ်ခုဖြစ်အောင်ဖန်တီးဖို့အတွက်ဒီအာညီကိုနှစ်ယောက်ကိုညွှန်ကြားလိုက်ပါတယ်။မင်းတို့တွေအခုလိုလက်နက်ကောင်းတွေကန်နေတာနာဇီမာရဲ့ကျေးဇူးကြောင့်ဆိုတာမမေ့ပါနဲ့။အခုကစပြီးနာဇီမာပြောတာကိုနားထောင်ပါလို့ဝင်ကြီးအလန်ကပြောဆိုဆုံးမလိုက်ပါတယ်။နာဘင်းတို့ကိုစူလီကကားနဲ့လိုက်ဖို့ပေးနေရပြီးမေကွန်နဲ့စက်တိုက်မြင်းမြတ်နေခဲ့တာကြောင့်မေကွန်တစ်ခုအတွက်ရူဘီ2000ပေးရမယ်လို့ပါတီကစနှောက်လိုက်ပါတယ်။စူလီကချင်တူးစီကိုမက်ဆေ့လှမ်းပို့လိုက်ပြီးတရလန်းပေးလိုက်တဲ့ကြောင့်အာရှိုတို့ကိုချက်ချင်းပြန်လာခဲ့ဖို့ဂူချန်ကဖုန်းဆက်လှမ်းပြလိုက်ပါတယ်။အာရှိုကတော့ SSP ကိုသူကိုယ်တိုင်တက်ပြီးမှပြန်လာခဲ့မယ်လို့ပြောဆိုကဖုန်းကိုချသွားခဲ့ပါတယ်။နာဘင်းတို့ကတရင်ရထားတဲ့နေရာကိုစီးနှင်းဝင်ရောက်လာခဲ့ကြတဲ့အခါအာရှိုတို့ကအရင်ဦးဆုံးချောင်းမြောင်းပစ်ခတ်လိုက်ကြပါတယ်။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပစ်ခတ်နေခဲ့ကြပြီးလူမဲတယောက်နဲ့လက်နက်တွေကိုသိမ်းဆည်းရမိလိုက်ပေမဲ့အာရှိုကတော့ဖပြေးလွတ်မြောက်သွားခဲ့ပါတယ်။ရှင်းလင်းမှုတွေလှုပ်ဆောင်ပြီးတော့လူငယ်လေးတယောက်ကနာဘင်းရဲ့နောက်မှာပေါ်အောင်နေတာကြောင့်စူလီကတနက်နဲ့ပြစ်လိုက်ဖို့အတွက်နည်းနည်းမနက်ကဲနဲ့အချက်လန့်ပြနေပေမဲ့အဲဒီလူငယ်လေးကတွေ့ဝေးနေခဲ့ပါတယ်။စူလီကလည်းနာဘင်းစီကနေရုံချမှုပုံမရရှိအောင်ဟီးရိုးဝင်လုပ်ပြီးအဲဒီကောင်လေးကိုတနက်နဲ့ပြစ်ခတ်ရှင်းလင်းပြလိုက်ပါတယ်။ရတနေမနက်မှာတော့ပါကစ္စတန်ကလက်နက်တွေကမူဆာဘာတဲကိုရောက်ရှိလာတဲ့ကြောင့်သတင်းတောက်တွေကနာဘင်းကိုမေကုံဝိုက်ထုတ်နေခဲ့ကြပါတယ်။ကျွန်တော်တို့ကဘာကူမှတက်အပြောလို့မရသေးပါဘူး။အဖြေတော်ရဲ့ရတဲ့ကိုဆောင်းဝဲပြီးဆုံးမှသိရတယ်လို့ပဲအခုအချိန်ကဆောင်းဝဲပြေဆိုနေစေချိန်ကာလဖြစ်နေရကြောင်းဆောင်းဝဲပြီးသွားတဲ့အချိန်မှပဲရလက်ကိုစောင့်ကြည့်ကြပါလို့နာဘင်းကပြန်နေပြေဆိုလိုက်ပါတယ်။ဒေသရှင်တို့ပဲပြီးဆုံးတော့မျက်နှာမကောင်းတဲ့နာဘင်းကိုသတင်းတော်နေရာကစေပြေလားလို့မြင်မြင်လိုက်တဲ့အခါဟာရိုတွေကသူများတွေကိုကောက်ခဲ့ပေးနေပဲကိုကောက်ခဲ့ဖို့ကိုမေးလျော်နေခဲ့ကြတယ်။မင်းညာတို့ကကာသမားစုနေကြောင့်သာငါအသက်ရှင်နေတာ။သူသာငါအသက်ကိုမကယ်ခဲ့ဘူးဆိုရင်အခုလိုမျိုးမင်းရှိမှငါကမတ်တက်ရနေမှာမဟုတ်ဘူးလို့နာဘင်းကပြေဆိုနေရင်နီယာရဲ့အေဒါတစ်ကရောက်ချတာကနာဘင်းရဲ့မကောင်းကြောင်ရေးသားထုတ်ဝေထားတဲ့သတင်းတစ်ခုကိုကန်ပေးလိုက်ပါတယ်။နီယာကအဲ့ဒီသတင်းကောင်းစီကိုမသိခဲ့တာကြောင့်တောက်ပန်စကားဆိုလိုက်တဲ့အခါသတင်းကမှန်ကန်နေခဲ့တာကြောင့်အမှန်တရားကိုရင်ဆိုင်ဖို့ဆုံးဖြတ်ထားကြောင်းနာဘင်းကပြန်လည်ပြောဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ပင်တူးတို့ကသူတို့ရဲ့လက်နက်တွေအသိမ်းခံလိုက်ရတဲ့ကြောင့်ဒေါသထက်ပေါက်ကွဲနေခဲ့ကြပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အာရှုကိုချက်ချင်းပြန်ရှာဖို့ဂူချန်ကိုအမေပေးခန့်စေလိုက်ပါတယ်။စကန်ထဲမှာတော့စူလင်းကရဲရရှိနဲ့ရင်းနှီးမှုပုံမရရှိအောင်စူးစမ်းနေခဲ့ပြီးဘာတီကရောက်ချလာကဆီယာနာဘင်းကခေါ်နေရကြောင်းလိုက်သွားဖို့ပြောဆိုလိုက်ပါတယ်။နာဘင်းကစူလင်းနဲ့တူအေကိုပြန်လာခဲ့ပြီးဝီဒရီဖြစ်သူပူဂျာရဲ့အခြေအနေကိုမြင်မြင်လိုက်ပါတယ်။နာဘင်းရဲ့မျက်နှာပေါ်မှာဝမ်းနေတဲ့ရေးရောင်တွေကိုတွေ့မြင်လိုက်ရတဲ့ကြောင့်ပူဂျာကနာဘင်းကိုအပိတ်နှိမ့်သိပ်ပြလိုက်ပါတယ်။ဂူချန်ကအာရှုကိုပြန်ရှာတွေ့သွားခဲ့ပြီးဒီအာကြီးကိုစီကိုခေါ်ချလာတဲ့အခါသူ့မျိုးသမီးဒေတာကရဲတွေကိုတရင်လှမ်းပေးတာဖြစ်ကြောင်းပင်တူးတို့ကသိရှိနေခဲ့ပါတယ်။မိမက SSP ကိုတရင်လှမ်းပို့ခဲ့တာပဲ။မင်းကသူနဲ့နေတန်းအိတ်နေပြီးတော့ဒါလေးကိုတော့မှမရင်ပြီးခဲ့ဘူးလားလို့ပင်တူးကမေးခွန်းထုတ်တဲ့အခါကျွန်တော်ကိုအချိန်နှင်းငယ်ပဲထပ်ပြီးပါ SSP ရဲ့လောင်းကိုအကိုစီကိုယူလာခဲ့ပြီးပါမယ်လို့အာရှုကပြန်လဲတောင်းဆိုလိုက်ပါတယ်။ကောင်းပြီလေငါတို့မင်းကိုအချိန်9ရက်ထပ်ပေးလိုက်မယ်။လောလောဆယ်မိမနဲ့အရင်ရှင်းလိုက်အောင်ဟာရီသူ့ကိုဘာလို့တင်လဲလို့ချင်တူးကမြင်လိုက်တဲ့အခါအာရှုကချင်တူးရဲ့လက်ထဲကတနက်ကိုဆွဲယူလိုက်ပြီး
မင်းသမီးဖြစ်သူဒေတာကိုသူကိုယ်တိုင်ပြစ်ခတ်ရှင်းလင်းပြလိုက်ပါတယ်အခုလက်ရှိမှာတော့ဝန်ကြီးအလန်ကအမလီယမ်ဘတ်ဖြစ်တဲ့ရာယူကျသွားခဲ့ပြီးဟိုစိန်ဘူကိုပြန်ရောက်လာတော့လမ်းနေမှတ်မိနေသေးတာပဲလို့နာဇီမာရဲ့တပည့်ဖြစ်သူကကြိုးစုံနှုတ်ဆက်လိုက်ပါတယ်မင်းရဲ့ဆရာရှော့ကီငါ့ကိုအမြဲတမ်းတက်ခဲ့တဲ့လက်ဖက်ရည်လေးကိုတော့ပြန်တန်းတမိတယ်ဒီဟာညီကိုနဲ့နာဘင်းတို့အသက်ရှင်နေသေးတော့တမင်းစားလို့တောင်မဝင်ဘူးအခုချိန်ကနေစပြီးမင်းတို့ကိုငါရဲ့တူအာဖက်စ်ကဥဆောင်ပေးလိမ့်မယ်လို့ပြောဆိုပြီးအမလီယမ်အလန်ကသူ့ရဲ့တူအာဖက်စ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်အာဖက်စ်ကသူ့ရဲ့လူတွေအားလုံးကိုချက်ချင်းစုဝေးထားဖို့အတွက်ညွှန်ကြားလိုက်ပါတယ်နာဇီမာကဒေယာညီကိုနှစ်ယောက်နဲ့သွားတွေ့ဆိုပြီးသူမရဲ့လက်နက်တွေဆုံးရှုံးသွားခဲ့တာကြောင့်ညီကိုနှစ်ယောက်ကိုအဖြစ်တင်ပြောဆိုလိုက်ပါတယ်ဆိုဖြတ်ချက်တွေကိုငါတို့ယောက်ျားတွေကပဲချမှတ်မယ်ငါတို့ကိုထိန်းချုပ်ဖို့မကြိုးစားပါနဲ့လို့ပင်တူးကပြောဆိုတဲ့အခါရှင်တို့တွေအုပ်ချုပ်မဲ့မျိုးသားတစ်ယောက်ကဒီကိုရောက်နေပြီလို့ပြောဆိုပြီးနာဇီမာကအာဖက်နဲ့ဒေယာညီကိုနှစ်ယောက်ကိုမိတ်ဆက်ပေးလိုက်ပါတယ်တစ်ဖက်ရဲစခန်းမှာတော့အာရှုရဲ့မျိုးသမီးဒေတာရဲ့ဖုန်းတီနီယာကစကန်နီနာမှာပေါ်လာခဲ့တဲ့ကြောင့်ဘီနောကနာဘေးကိုတရင်လှပ်ပို့လိုက်ပါတယ်စကန်ရဲ့ရှေ့မှာတော့လူငယ်လေးတွေကဒေတာရဲ့ရုပ်အလောင်းကိုရေမြောင်းထဲမှာရှာတွေ့ထားတာကြောင့်ရဲစခန်းကိုယူလာတာဖြစ်ကြောင်းရှင်းပြပြောဆိုလိုက်ပြီးရုပ်လောင်းနဲ့တူပါလာတဲ့ဖုန်းကထမိလာကြောင်းနာဘေးကကောက်ကန်လိုက်တဲ့အခါခမည်းကတရင်ပေးပနေရက်ကိုထပ်ပြီးသေးစေချင်ရတယ်ကျုပ်ရဲ့ခွင့်ပြုချက်မရှိဘူးဆိုရင်ကျုပ်ရဲ့နေမြေမှာအသက်ရှင်လို့မရဘူးခမည်းရဲ့လှူရှားမှုတွေကကျုပ်အိတ်နေသေးတော့ပဲရှိပါတယ်လို့ပီတူးကပြောဆိုလိုက်ပါတယ်ဒါဆိုရင်တစ်သားခရင်ပေါ်မှာဆက်ပြီးအိတ်နေလိုက်ပါငါကိုယ်တိုင်မင်းကိုတခါလေးမိသကြိုပေးလိုက်မယ်မင်းရှင်အတန်ရမဲ့နေ့ရက်တွေတဖြည်းဖြည်းနဲ့ကုန်ဆုံးလာနေပါပြီမိုးစားပါမြေပေါ်ကနေမင်းတို့ဒေဟာညီကိုတွေကိုအပီးထန်တုတ်တင်ရှင်းလင်းဖြစ်မယ်လို့ပြောဆိုပြီးနာဘင်းကဖုံးကိုချပစ်လိုက်ပါတယ်ဒေဟာညီကိုဂိုင်းဖွဲ့ဝင်တွေဖြစ်ကြတဲ့လူငယ်လေးစုဟာလက်နဲ့အာကိုဘီစကြီးလာကောက်တဲ့အခါဆန်ရှင်မျိုးသားကမချင်မငယ်ပြောဆိုဆက်ဆက်နေခဲ့တဲ့ကြောင့်ဆိုင်ထဲမှာရှိနေတဲ့သူတယောက်ကိုတနက်နဲ့ပြစ်တက်ပြစ်လိုက်ပါတယ်နောက်တော့အဲ့လူရန်ကလူငယ်လေးတွေကဆိုင်ရှင်ကိုထရက်ကားပေါ်တင်ဆောင်သွားခဲ့ကြပါတယ်ညဘက်ကိုရောက်တော့ဟူစိန်ဘူကအခုံမပေးတဲ့လုပ်ငန်းရှင်တွေကိုပင်တူးကအတင်းကျပ်ဖမ်းခေါ်ထားပြီးရှော့ကီကမရှိတော့တဲ့ကြောင့်သူစီမာအကွန်ဆောင်မှုတဲ့ချင်းချောက်လိုက်ပါတယ်နောက်ရက်မှာတော့လက်ထပ်ပွဲအခမ်းအနားကိုနာဘင်းတို့ဇနီးမောင်တွေကတက်ရောက်လာကြပြီးအမလီယမ်ဘက်အလန်နဲ့တွေ့ဆုံတဲ့အခါနာဘင်းကအရင်ဦးဆုံးနှုတ်ဆက်လိုက်ပါတယ်အဲဒီမင်္ဂလာပွဲအခမ်းအနားမှာတရားသူကြီးမဒရာကလည်းရှိနေခဲ့ပြီးနာဘင်းကိုချီးကျူးစကားဆိုလိုက်ပါတယ်နောက်တော့နာဘင်းနဲ့ပူဂျာတို့ကအိမ်ကိုပြန်လာနေကြရင်လန်သနီယာရောက်မှာတော့ဂုံကားတစ်စီးနဲ့ဖြစ်တိုက်ခြင်းကိုခံလိုက်ရပါတယ်ပူဂျာနဲ့ကာဝေါသမားစုနီကိုနာဘင်းကဆေးရုံတင်ပေးလိုက်ပြီးပူဂျာကတော့ ICU ထဲမှာကုသမှုခံယူနေရပါတယ်ကာဝေါသမားကထွက်ပြေးသွားခဲ့တဲ့ကြောင့်လောလောဆယ်ဘာသတင်းမှမရသေးကြောင်းဘီနိုကရှင်းပြပြောဆိုလိုက်ပါတယ်ဒေါက်တာတီဝါရီကိုယ်တိုင်ပူဂျာကိုကုသမှုတွေလုပ်ဆောင်ပေးနေခဲ့ပြီးတွေ့သိမှုလိုအပ်နေကြောင်းဆရာဝန်ကနာဘင်းကိုရှင်းပြပြောဆိုလိုက်ပါတယ်အဲဒီသတင်းကိုရာသားတွေကလည်းသိရှိသွားခဲ့ကြပြီးတွေးလူဖို့အတွက်ဈေးရုံမှာတန်းစီပြီးစောင့်ဆိုင်းနေခဲ့ကြပါတယ်အဲဒီသတင်းကသတင်းစာထဲမှာပါလာပြီးနာဇီဘာကသတင်းစာကိုယူတာကနာဘင်းကိုသူရဲကောင်းဖြစ်အောင်လုပ်ပေးတဲ့အတွက်အပြစ်တင်ပြောဆိုလိုက်ပါတယ်နာဘင်းကိုလှုပ်ကြံမှုစူးစမ်းခဲ့တဲ့ပင်တို့ကိုသူတို့နဲ့မတိုင်ပင်ပဲရှောက်မလို့ဖို့အတွက်အာဖက်စ်ကတတိပေးပြောဆိုပြီးထွက်ခွာသွားခဲ့ကြပါတယ်ပင်တို့ကအိုစင်ပူမှာရှိနေခဲ့တဲ့ကျွဲသားတွေအကုန်လုံးကိုခြံဝန်းတစ်ခုထဲမှာတောက်ခက်ထက်ပိတ်ထားလိုက်ပြီးရွာသားတွေကိုအကြောက်တရားရန်အသင်းပေးလိုက်ပါတယ်ကားတိုင်းပါနဲ့ဆက်ဆက်နေတဲ့လူပိုက်တွေကိုရဲအားရှိတွေကဖမ်းဆီးထိန်းသိမ်းလိုက်ကြပြီးရိုင်းနဲ့နှက်ဆက်မေးမြန်းနေခဲ့ကြပါတယ်ပူဂျာရဲ့အခြေအနေကတိုးတက်ကောင်းမွန်လာခဲ့ပြီးမိခင်ရောကလေးပါကျန်းမာတဲ့အခြေအနေရှိနေကြောင်းဒေါက်တာတီဝါရီကရှင်းပြပြောဆိုလိုက်ပါတယ်နောက်တော့ရဲစခန်းမှာပါဝင်ဆိုတဲ့တရုတ်ဆောင်တရက်ကိုငှားရထားပြီးအချုပ်ခန်းထဲမှာရှိနေခဲ့တဲ့လူမိုက်ကိုစီးထိုးတက်ပစ်ဖို့အတွက်ခြေချပြောဆိုတဲ့အခါမှာအဲဒီလူမိုက်လည်းသူတို့လူတွေပေါ်နေတဲ့တီနေရာတိကျကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်အပြော်တဲ့တရုတ်ဆောင်ပါဝင်ကရဲတပ်ဖွဲ့ဝင်တွေကိုဝင်ချင်နေခဲ့တဲ့ကြောင့်လာဘင်းလည်းကြီးကြီးပြပြနဲ့လက်ခံပေးလိုက်ပါတယ်နောက်တော့ပေါ်နေတဲ့လူမိုက်တစုကိုဘာကီတို့အဖွဲ့ကပစ်ခတ်ရှင်းလင်းပြလိုက်ကြပါတယ်လူခွင့်ရေးအဖွဲ့ကတာဝန်ရှိသူတွေဟာမိုးစားဘာမှာအစုလိုက်ပြောင်းလဲအသက်ခံနေခဲ့တဲ့ကြောင့်လာဘင်းကိုစစ်စစ်မြဲမြဲနေခဲ့ကြပြီးတာဝန်ရဆောင်ရွက်နေခဲ့တာဖြစ်ကြောင်းလာဘင်းကပြန်လည်ပြောဆိုလိုက်ပါတယ်အထက်ရရှိကနာဘင်းစစ်ကိုဖုံးခေါ်လာခဲ့ပြီးလူခွင့်ရေးအဖွဲ့က PR တွေတင်ပေးလာခဲ့ရင်တုံးဆုပ်တေဝေမနေပင်သူ့စီကိုအချိန်ပေးကူညီလာတော့နိုင်ကြောင်းပြောကြားလိုက်ပြီးတင်ငယ်အေဂျင့်တဲ့နေရာကိုပြောင်းရွှေ့ခြင်းနဲ့အာမနာနဲ့ပြောဆိုဖို့ပြောဆိုလိုက်ပါတယ်အထက်ရရှိကသူ့ကိုကန်လန့်နေခဲ့တဲ့အခွင့်အရေးကိုနာဘင်းကအဖေဖြစ်သူစီပါရေဝဲပြောဆိုတဲ့အခါကောင်းတာပဲလို့စိုးတာပဲလို့ကိုလုတ်ခဲ့တဲ့အကျိုးဆက်ကိုအဖေတို့ကတစ်ချိန်ချင်းမှပြန်ခံစားကြရမှာပဲဘယ်သူမှအဲ့ဒီအကျိုးဆက်ကိုရှောင်လင်းလို့မရဘူးလုံးတင်လုံးထိတ်တာကိုအကောင်းဆုံးလှုပ်ဆောင်ပါလို့အဖေဖြစ်သူကအပိနှိမ့်သိပေးလိုက်ပါတယ်နောက်တော့နာဘင်းတို့ကအလောက်ကနေခွင့်ယူထားတဲ့စူနီရဲ့အခြေအနေကိုသတင်းလာမေးနေခဲ့ကြပြီးသူဖြစ်သူအာကီနဲ့တူနေထိုင်နေကြောင်းသိရှိသွားခဲ့ပါတယ်အာကီရဲ့ဖေကတာဝန်ထမ်းဆောင်နေရင်ဆုံးမသွားခဲ့တာဖြစ်ကြောင်းသိလျက်ပြီးနာဘင်းကနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတယ်ဒီယာညီကိုနှစ်ယောက်ကလည်းရဲစရဲရှိတဲ့ဖားကိုပြန်ပြီးဆက်လူသက်ရမယ့်ကိစ္စတစ်ခုကိုတောင်းရင်ပြလိုက်ပြီးဂူချန်ကိုသေးစိတ်ရှင်းပြကန်လိုက်ပါတယ်
တရားသူကြီးမန်တာရာနဲ့ဒေါက်တာတီဝါရီတို့ကဗန်းချန်ထဲမှာလမ်းတူရှောင်နေခဲ့ကြပြီးပင်တူးစီလိုထားတဲ့ဖိုင်အတူလူမိုက်အုပ်စုကရောက်ချလာခဲ့ကြပါတယ်ဒေါက်တာတီဝါရီကိုဖမ်းချုပ်လိုက်ကြပြီးလူမျိုးရေးဆောင်နေတဲ့တရားသူကြီးမန်တာရာကိုတနက်နဲ့ဇက်တိုက်ပြစ်ခတ်ရှင်းလင်းပြလိုက်ကြပါတယ်တနေ့စီစဉ်နေမှာတော့တရားသူကြီးနဲ့ဆရာဝန်တို့ကလူမြင်ကွင်းရှိမှလှုပ်ကြံတက်ဖြတ်ပြီးကံပေးဆက်ခံရတဲ့အကြောင်းတရေမီဒီယာသမားတွေကရဲတပ်ဖွဲ့ကိုပြည်နေပြောဆိုနေခဲ့ကြပါတယ်အာဖတ်ကတပည့်ပြည်သူကိုရန်နဲ့ဆုံးမနေခဲ့ပြီးဒေါက်တာတီဝါရီတို့ကိုလှုပ်ကြံသွားခဲ့တဲ့ဖာဟတ်ကိုအများဆုံးဖမ်းခံလိုက်ပါတယ်။တစ်ဖက်မှာတော့မီတို့ကလာတဲ့လုပ်ငန်းရှင်တယောက်ကအကောက်ခွန်ဌာနမှာမြေဝဲယူခြင်းနေခဲ့တဲ့ကြောင်းစာရေးစာတမ်းအပြည့်အစုံနဲ့ရောက်ချလာခဲ့ပါတယ်။ဘူစာဘာမှာမြေဝဲခြင်းရင်တရားဝင်စာရေးစာတမ်းတွေနဲ့မလုံလောက်ဘဲဒီဟာညီကိုစီမှာလည်းအခွန်ဆောင်မှုလိုအပ်ကြောင်းအကောက်ခွန်ရရှိကရှင်းပြပြောဆိုလိုက်ပါတယ်။အဲဒီလုပ်ငန်းရှင်ကဒီဟာကိုင်းကလူပိုက်ပေါက်စားတွေကိုမကြီးသွားခွင့်နေခဲ့ပါတယ်။အဲဒီလူမိုက်တွေကငယ်ပါကိုညှစ်ပြီးတနက်နဲ့ထုတ်ချင်တဲ့ကြောင့်လုပ်ငန်းရှင်နဲ့စကြေးပေးဖို့တဝတ်တူလက်ခံလိုက်ပါတယ်။ခုကျန်ကလှုပ်ချင်ရေးသမားဖိုင်အက်စီကိုရက်ချလာကသူရဖို့ကြံနေသေးတဲ့ပက်ဆက်တစ်ဝက်ကိုတောင်းယူလိုက်ပါတယ်။တရားသူကြီးကဆေးရုံမှာတက်ရှင်နေသေးတဲ့ကြောင့်ထုတ်ပေးလို့မရကြောင်းပြောဆိုကဖုန်းကိုတောင်းယူလိုက်ပါတယ်။ဖိုင်ရဲ့ဖုန်းနဲ့ဒေါက်တာတီဝါရီရဲ့မျိုးသမီးစီကိုခုကျန်ကဆက်သွယ်လိုက်ပြီးတန်ပင်းငွေကိုတောင်းယူလိုက်ပါတယ်။ခုကျန်ကဖိုင်ကိုရှင်းနေပြဖို့အတွက်တနက်ကိုထုတ်နေတော့မှအခြေအနေတွေကိုဖိုင်ကနားလည်သဘောပေါက်သွားခဲ့ပြီးထပ်ပြေးသွားခဲ့ပါတယ်။ထွက်ပြေးသွားခဲ့ကြတဲ့ဖိုင်တို့အုပ်စုကိုဂူဂျန်တို့ကတနက်နဲ့လိုက်ပြစ်ခတ်ရှင်းလင်းပြနေခဲ့ပြီးဖိုင်ကတရားဘော်ကနေခုန်ချသွားခဲ့ပါတယ်။ပြန်မင်းငွေကိုတောင်းခံခဲ့တဲ့သူကအရင်ရှော့ကီရဲ့ခန်းကဖိုင်ဖြစ်နေကြောင်းဘီနိုကနာမင်းကိုရှင်းပြလိုက်ပြီးရှော့ကီမရှိရင်သူကဘာမှမလုပ်နိုင်တဲ့အကြောင်းနောက်ကမှာဒေဟာညီကူကရှိနေတဲ့အကြောင်းကောက်ချက်ချပြောဆိုလိုက်ပါတယ်။နာမင်းကဒေါက်တာတီဝါရီရဲ့အမျိုးသမီးနဲ့တောက်တွေ့ဆုံနေခဲ့ပြီးအမြန်ဆုံးရှာဖွေပြုဖို့တောင်းဆိုလိုက်ပါတယ်။ရှိသမျှအင်အားလုံးရင်းနဲ့ရှာဖွေနေခဲ့တဲ့ကြောင့်မကြခင်မှာပြန်ရှာတွေ့တော့မှာဖြစ်ကြောင်းနာဘင်းကအပိသက်သိပေးလိုက်ပါတယ်။စေယုံကိုနာဘင်းကရောက်ချလာတဲ့အခါတရားသူကြီးမန်တာရာရဲ့မိသားစုဝင်တွေကရေးရရှိတဲ့ပူပေါင်းဆောင်ရွက်ခြင်းမရှိတာကြောင့်သိရှိသွားခဲ့ပါတယ်။ညဘက်မှာတော့ပင်တူးကသူတည်ဆုံးသွားခဲ့ရင်သူမျိုးသမီးနဲ့ကလေးကိုဆောက်ရှောက်ပေးဖို့တဲ့ညီဖြစ်သူချင်းတူးကိုမှားကြားနေခဲ့ပြီးဖြစ်လာသမျှအကျိုးဆက်ကိုနှစ်ယောက်တို့ချင်းဆိုင်ဖို့ချင်းတူးကပြန်လည်ပြောဆိုလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့ DNG အထက်ရရှိကမူဆာဖာကိုလာနေဖြစ်တဲ့ကြောင့်နာဘင်းကစိတ်တွေဖိစီးနေခဲ့ပြီးလူ့အဖွဲ့အစည်းကတာဝန်ရှိသူတွေကလည်းဟူစိန်ဘူကိုသွားနေကြောင်းသိရှိသွားခဲ့ပါတယ်။ကျန်ပြီးဆက်ခံရတဲ့ဒေါက်တာတီဝါရီရဲ့အကြောင်းကိုအခုချိန်ထိဘာတဲ့လို့စားမှမရသေးတဲ့ကြောင့်နာဘင်းကစိတ်ပြန့်နေခဲ့ပါတယ်။ MLA မဲ့အလန်ရဲ့နေကိုဒီအာညီကိုနှစ်ယောက်ကရောက်ချလာခဲ့ကြပြီးမဖိတ်ခေါ်ပဲရလာခဲ့တဲ့ကြောင့်စိတ်ဆိုးနေခဲ့ပါတယ်။လူယူထားတဲ့ကျွဲတော်တွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တဲ့ MLA အမတ်အလန်ကပြောဆိုလိုက်ပြီးဒီအာညီကိုနှစ်ယောက်ကပြန်ထွက်သွားခဲ့ကြပါတယ်။နောက်တော့ဒီအာညီကိုနှစ်ယောက်ကဦးစိန်ဘူကိုရောက်ချလာကအသားစားချင်ရင်သူတို့နဲ့ဆက်သွယ်ဖို့အော်ပြောနေခဲ့ပြီးအခုချိန်ကစပြီးဟူစိန်ဘူကဒီအာညီကိုရဲ့အုပ်ချုပ်မှုအကိုရောက်ရှိသွားပြီဖြစ်ကြောင်းကြေညာမောက်ခတ်လိုက်ပါတယ်။ဒီအာညီကိုတို့ကရွာသူရွာသားတွေကိုပတ်ဆက်နေလိုက်ပေးနေခဲ့ပြီးအဖိုးကြီးတယောက်ကသွေးစွန်းနေတဲ့ပတ်ဆက်တွေကိုမယူနိုင်ကြောင်းညင်းဆိုနေတော့ပီတူးကအဲ့ဒီအဖိုးကြီးရဲ့လက်ကိုဓာတ်နဲ့ခုတ်ချပစ်လိုက်ပါတယ်။ဟူစိန်ဘူကိုရောက်လာတဲ့အတွက်အာဖတ်ကဒီအာညီကိုနှစ်ယောက်ကိုမေးခွန်းထုတ်လိုက်ပြီး MLA မဲ့အလန်ကဖုန်းခေါ်တာကဟူစိန်ဘူကိုထပ်မလာဖို့တဲ့သတိပေးပြောဆိုလိုက်ပါတယ်။အခုချိန်ကစပြီးဘဒုစကားကိုမှနားထောင်တော့မှာမဟုတ်ကြောင်းပင်တူးက MLA အမတ်ကိုပြပြသားသားနဲ့ပြောဆိုလိုက်ပါတယ်။နောက်တော့ဂူဂျန်ကရောက်ချင်လာကဖိုင်ကတရားဘော်ကနေခုန်ချသွားခဲ့ကြောင်းရှင်းပြပြောဆိုလိုက်တဲ့ကမြစ်ထင်းမှာအလောင်းကိုသွားပြန်ရှာခိုင်းလိုက်ပါတယ်။ဒီအညီကိုနှစ်ယောက်ကသူတို့ရဲ့ထိန်းချုပ်မှုအမှရှိမနေတော့ကြောင်းအတူလက်တဲပြီးအလုံးမလုံးတင်တော့ကြောင်းအာဖက်ကနာဇီမာကိုပြောဆိုလိုက်ပါတယ်။ဒီအညီကိုနဲ့တောပေါင်းရတဲ့အဓိကရွေးချက်ကရှော့ကီတွေလက်စားချေကိုဖြစ်နေကြတဲ့ကြောင်းနာဇီမာကရှော့ကီရဲ့ဂုဏ်သတင်းအတွက်ဆိုရင်ဘာမဆိုပြစ်ဆက်ဖို့ဆုံးဖြတ်ထားပါတယ်။စကိုင်းထဲမှာထိုင်နေုံနဲ့ဒဲလော်စားကရလာမှာမဟုတ်တဲ့ကြောင့်ကြံပေးဆက်မှုမှာပေါင်ရင်ဖက်သက်နေတဲ့လူပိုက်တွေကိုမြေပြင်မှာလက်တွေ့လေ့လာစုံစမ်းဖို့ရဲရရှိတွေကနာဘေးကိုညှို့ချလိုက်ပါတယ်။ညဘက်မှာတော့ဒေါက်တာတီဝါရီကိုဖမ်းချုပ်ထားတဲ့ဒီနေရာကိုရှာတွေ့သွားပြီဖြစ်ကြောင်းဘီနိုကနာဘေးစီကိုတရင်လှမ်းပို့လိုက်ပါတယ်။ဒေါက်တာတီဝါရီကိုရက်ွက်ထိပ်ကနေရင်တလုံးမှာဖမ်းချုပ်ထားတာဖြစ်ပြီးနာဘေးတို့ကအိမ်သားကိုရောက်ချလာတဲ့အခါစုလင်းကဒီယာညီကိုစီကိုတရင်လှမ်းပို့လိုက်ပါတယ်။အိမ်ထဲကိုနာဘေးတို့ကစီးနေဝင်ရောက်လာခဲ့ကြတဲ့အခါခေါမိုးပေါ်မှာစိတ်မနှက်တဲ့သူတယောက်ကိုတနက်နဲ့ထားခဲ့ပြီးလေစားချင်းခံရရဖြစ်ကြောင်းနာဘေးတို့ကနားလည်သဘောပေါက်သွားခဲ့ကြပါတယ်။သူရဲ့ဖွေထဲမှာသတင်းပေးတယောက်ကရှိနေပြီဆိုတာကိုနာဘင်းကသိရှိသွားခဲ့ပြီးသူအပါဝင်လူတိုင်းရဲ့ဖုန်းနံပါတ်တွေကိုစစ်ဆေးဖို့ညွှန်ကြားလိုက်ပါတယ်။ဖိုင်ကဦးလေးပြသူစီမှာတောက်ရပုံးခုန်နေခဲ့ပြီးဦးလေးပြသူကအစားအစာတွေထုတ်ကျွေးလိုက်ပါတယ်။နောက်တော့မင်းမရှာသတင်းပေးတယောက်စီကနေပင်တူးရဲ့မျိုးသမီးကတိုလီဆေးရုံမှာကလေးမီဖွားနေကြောင်းသတင်းလှမ်းပေးလိုက်ပါတယ်။ဆေးရုံဘက်ကိုထွက်သွားဖို့ပြင်ဆင်နေရင်ဒီအာဂျီထက်ရရှိကရောက်ရှိနေဖြစ်တဲ့ကြောင်းတပည့်ပြသူကိုအရင်ဆုံးသွားနေခံလိုက်ပါတယ်။ရုံငန်းထဲကိုနာဘင်းကရောက်လာတဲ့အခါတခုခုမလုပ်ခင်မှာသူ့ကိုအကြောင်းကြားဖို့ DNG ထက်ရရှိကတစ်ချက်လိုအမိန့်နဲ့ရာဇသံပေးလိုက်ပါတယ်။ပင်တူးကအခြားခဲမှာရှိနေတဲ့ဈေးရုံမှာရှိနေတဲ့ကြောင့်ခွင့်ပြုချက်မရှိရင်မသွားဖို့ပြောဆိုလိုက်ပြီးသူနဲ့အတူအဖော်ပြခန့်လိုက်ပါတယ်
တစ်ဖက်မှာတော့ဘာဒီတို့ကဈေးရုံရှိကိုရောက်ချလာခဲ့ကြပြီးတာဝန်ကိုဈေးရုံနဲ့တင်းဝင်ခိုင်းနေကြတာကြောင့်တာဝန်နဲ့ရွေးချယ်စရာမရှိတဲ့ဆိုဈေးရုံထဲမှာတွားရောက်စူးစမ်းမှုတွေဆုံးဖြတ်လိုက်ပါတယ်သူတခုခုဖြစ်လာခဲ့ရင်သူကြနေတဲ့ကာဘာလေးကိုရေးစားစားပေးဖို့အတွက်ဘာရန်ရဲ့လက်ထက်ကိုထည့်ပေးလိုက်ပါတယ်နောက်တော့ဘာဝန်ကဆရာဝန်ဟန်ဆောင်ပြီးဈေးရုံထဲကိုဝင်ချလာကအရေးပေါ်လူနာရောက်လာတော့မှဖြစ်တဲ့ကြောင့်လူနာပြုတွေကိုစုဝေးခန့်နိုင်ပါတယ်တူလာမျိုးသမီးကထွက်သွားတော့ပါဝင်လဲဈေးရင်ဆောင်ထဲမှာရှာဖွေကြည့်လိုက်တဲ့အခါပင်တူရီရဲ့ကန်းနံပါတ်ကိုရရှိသွားခဲ့ပါတယ်။ဘာရန်ကကားရင်းကနေစနိုက်ပါတနက်နဲ့လမ်းချိန်ထားပြီးစောင့်ဆိုင်းနေတော့မှပြင်းပေါက်ကနေပင်တူကကလေးကိုပွေ့ချပြီးပေါ်ထွက်လာခဲ့ပါတယ်။ပင်တူကိုအဲ့ဒီအချိန်မှာရှင်းလင်းပြလိုက်မယ်ဆိုရင်ကလေးကိုပါထိခိုက်သွားနိုင်တဲ့အကြောင်းဘာရန်ကတွတ်ဆုပ်တွေးနေခဲ့ပြီးဘာတီကတော့အခွင့်အရေးရတော့တခါလေးပြစ်တက်လိုက်ဖို့အတွက်ပြောဆိုလိုက်ပါတယ်။နှစ်ယောက်သားကစကားတွေအခြေတင်များနေခဲ့ကြပြီးပင်တူကသူတို့ရဲ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်။စကိုင်းကိုပြန်လာခဲ့ကြတဲ့အခါအခွင့်အရေးကောင်းတစ်ခုကိုလက်လွတ်ခံလိုက်ရတဲ့ကြောင့်ဘာတီကဘာရန်ကိုဒေါသတွေထွက်နေခဲ့ပြီးနာဘင်းကဝင်ရောက်ဖယ်ပြီးတဲ့အခါဆရာဖြစ်သူကပါဘာတီကဒေါသထွက်နေခဲ့ပြီးသူ့ကိုတာဝန်ကနေရဲဆိုင်လိုက်ဖို့တောင်းဆိုကထွက်ခွာသွားခဲ့ပါတယ်။မှန်တာကိုပြုလုပ်ခဲ့တဲ့အတွက်နာဘင်းကဘာရန်ကိုချီးကျူးစကားဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့အေဒီတာကဆရာဝန်ပြန်ပြီးဆွဲခံရတဲ့အကြောင်းကိုအခုချိန်ထိဘာသတင်းတစ်ပုဒ်မှမရသေးတာကြောင့်သတင်းတော်နေရာကိုမေးခွန်းထုတ်နေခဲ့ပါတယ်။လူခွေရေးအဖွဲ့ကတာဝန်ရှိသူတွေကဟိုစိန်ဘူးကရာသားတွေကိုမေးမြန်းကြည့်တဲ့အခါစတော့ကီကြောင့်ဘဝတွေပြတ်ခဲ့ရပြီးနာဘင်းကပဲသူတို့ဘဝကိုပြန်လည်ရှင်သန်လာအောင်ပြုလုပ်ပေးထားတာဖြစ်ကြောင်းတညီတညွတ်ထဲထွက်ဆိုလိုက်ကြပါတယ်။ဒေါက်တာတီဝါရီကိုအခုချိန်ထိပြန်ရှာမတွေ့သေးတာကြောင့်မင်းသမီးဖြစ်သူကနာဘင်းကို PR တွေပေးနေခဲ့ပြီးနောက်နှစ်ရက်အတွင်းပြန်ရှာမတွေ့ရင်သူမကိုသူမအသက်သေးပြစ်မယ်လို့ချင်းချောက်ပြောဆိုလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့သတင်းတော်နေရာကပူချားနဲ့တွားရောက်တွေ့ဆုံနေခဲ့ပြီးသူမရဲ့မျိုးသားကိုသူရဲ့ကောက်တယောက်လိုပုံဖော်ပြီးရေးသားနေတာကြောင့်မီဒီယာတွေရဲ့ PR တွေပါတိုးပွားလာကြောင်းပြောဆိုလိုက်ပါတယ်။မူစာဘာကလူသားဆန်တဲ့ဒုတိယကိုလိုအပ်နေတာမဟုတ်ပဲသူရဲ့ကောက်တယောက်ကိုလိုအပ်နေတဲ့အကြောင်းသူရဲ့ကောက်တယောက်လိုအမြဲတမ်းပုံဖော်နေမှာဖြစ်ကြောင်းသတင်းတော်နေရာကပြန်လည်ပြောဆိုလိုက်ပါတယ်။အကောက်ခွန်ရုံးကတရားဝင်အခွန်အပြင်ဒီယာညီကိုစီမှာပါအခွန်ဆောင်ခိုင်းနေတဲ့ကိစ္စကိုနာဘင်းကသိရှိသွားခဲ့ပြီးအကောက်ခွန်ရုံးကိုလူကိုယ်တိုင်ရောက်ချလာခဲ့ပါတယ်။ဒီယာညီကိုရီစီမှာအခွန်တွေထပ်ဆောင်စရာမလိုတော့ကြောင်းပြောဆိုကနာဘင်းကလုပ်ငန်းရှင်တွေရဲ့လုံခြုံရေးကိုအာမခံပေးလိုက်ပါတယ်။လူတွေကသူတို့ရဲ့စကားတွေကိုရင်မလို့တာကြောင့်ပင်တူကဒေါသထွက်နေခဲ့ပြီးအာရှုကိုဖုန်းနဲ့ခေါ်တဲ့ကလှုပ်ရှားရှိရာရေးဆက်လုပ်ဖို့အတွက်ညွှန်ကြားလိုက်ပါတယ်။သူဖြစ်သူဘာရက်ကအရန်ကြောက်နေတဲ့ကြောင့်ဦးလေးဖြစ်သူကရှော့ကီရဲ့အထောစီပါအကူအညီတောင်းလိုက်ပါတယ်။အတော်ဖြစ်သူကလည်းနာဘင်းစီကိုလူကိုယ်တိုင်ရောက်ချလာခဲ့ပြီးကိုယ်တိုင်ကာကွယ်ဆော့ရှော့ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲဒီနီနာမှာကမောင်သမားစုလေးကရှိနေခဲ့တဲ့ကြောင့်ဒေယာညီကိုစီကိုသတင်းလှမ်းပို့လိုက်ပါတယ်။သတင်းရရှိထားတဲ့နေရာကိုနာဘင်းတို့ကရောက်ချလာတဲ့အခါလူမဲနှစ်ယောက်ရဲ့ရေအလောင်းကိုပဲတွေ့လိုက်ရပြီးဦးလေးဖြစ်သူနဲ့ဖိုင်တူကပျောက်နေကြောင်းသိလိုက်ရပါတယ်။နောက်တော့အထက်ရရှိကနာဘင်းစီကိုဖုန်းကလာကဒေါက်တာတီဝါရီကိုပြန်လွှတ်ပေးလိုက်ရဖြစ်တဲ့ကြောင့်သတင်းစာရှင်းလင်းပွဲတစ်ခုကိုစီစဉ်နေကြောင်းနာဘင်းကသိရှိသွားခဲ့ပါတယ်။ဒေါက်တာတီဝါရီကသတင်းမီဒီယာတွေနဲ့တူသတင်းစာရှင်းလင်းပွဲတစ်ခုကိုကျင်းပပြုလုပ်နေခဲ့ပြီး SSP နာဘင်းစီမှာသူ့ကိုကယ်တင်ဖို့ဘာပလန်မှမရှိကြောင်းအပြစ်တင်ပြောဆိုလိုက်ပါတယ်။ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ကပြန်လည်လွတ်မြောက်လာခဲ့ပါ။ရေယာရှိရဲ့အကူအညီကိုရမှကျွန်တော်ကလွတ်မြောက်လာရမယ်ဆိုရင်အခုချိန်မှာကျွန်တော်ရဲ့သတင်းစာရှင်းလင်းပွဲအစားခင်ဗျားတို့ကကျုပ်ရဲ့အတုပခန္ဓာကိုတက်ရောက်နေရမှာအခုချိန်ကစပြီးကျွန်တော်နဲ့ကျွန်တော်မိသားစုသားတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်အဓိကတာဝန်ယူရမယ့်သူက SSP နာပေးမယ်လို့ပြောဆိုပြီးသတင်းစာရှင်းလင်းပွဲကအဆုံးသတ်သွားခဲ့ပါတယ်။အင်ကိုပြောင်းလာတော့ဒေါက်တာတီဝါရီကသွေးကြောင်ပြီးလုပ်ငန်းရှင်တွေစီကနေပါပင်တူးတဲ့ငွေညစ်ပေးနေခဲ့ပါတယ်။ခင်ဗျားတို့ရဲ့အသက်အိုးရဲ့စီစဉ်တွေကိုဒေယာညီကိုနှစ်ယောက်ကပဲကောင်းခဲ့ပေးနေမှာ။ SSP နာဘင်းကကျုပ်တို့အတွက်ဘာတစ်ခုမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ကျုပ်တော်မှကံကောင်းလို့လွတ်မြောက်လာခဲ့တာ။ခင်ဗျားတို့တွေက2နာရီအတွင်းသူတို့ကို10သိန်းစီထုတ်ပေးရမယ်။မဟုတ်ရင်တော့ခင်ဗျားတို့တွေဘာအမခံချက်မှမရှိဘူးလို့ဒေါက်တာတီဝါရီကစီယုံတင်တင်ပြောဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့နာဘင်းကတောင်းရဲစားတော့နေတဲ့သူတွေကိုစောင်းနေတဲ့အစားအသောက်တွေလှူဒန်းနေတော့ဒီယာခိုင်းကလူမက်တွေဟာတရောင်းစားပုံစံဟန်ဆောင်ထားပြီးလောက်ကျန်ဖို့ကြိုးစားလာပါတယ်။နာဘင်းကလည်းအဲဒီလူမိုက်ကိုကန်ပေါက်ပြပြီးဆွေးရမ်းပစ်လိုက်ပါတယ်။အဲဒီလူမိုက်ကနာဘင်းကိုတနက်နဲ့ပစ်ခတ်ဖို့ချိန်ရလိုက်တဲ့အခါမှာနာဘင်းကလက်ဦးမှုရယူလိုက်ပြီးပစ်ခတ်ရှင်းလင်းပစ်လိုက်ပါတယ်။နာစီမာကရှော့ကီရဲ့အတော်ဖြစ်သူနဲ့တော့တွေ့ဆုံတဲ့အခါရှော့ကီတက်ပဲလက်စားချေဖို့ကြိုးစားမနေပဲသူရဲ့သားဖြစ်သူအာဇန်နဲ့ညီပေါ်မှာတောက်ရောက်ကြေချဖို့တဲ့အကြံပေးပြောဆိုလိုက်ပါတယ်။ဟိုစိတ်ဘူးကိုပြန်မရသေးတဲ့ဘယ်ကူမှမတော်နိုင်ကြောင်းနာစီမာကအခိုင်အမာပြန်လည်ပြောဆိုလိုက်ပါတယ်။ဖိုင်ကသူ့အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုတွေအာဖက်စီမှာတောက်ရောက်ခုလုံးမှုဆုံးဖြတ်လိုက်ပြီးသူကိုခွင့်လွှတ်ပေးဖို့တောင်းပန်စကားဆိုလိုက်ပါတယ်။ပါတီကတောင်ရဲပြန်နဲ့ထမ်းဆောင်နေခဲ့ပြီးဒေါက်တာတီဝါရီကိုအနီးကပ်စောင့်ကြည့်လေ့လာနေခဲ့ပါတယ်။ပင်တူးကိုပေးမဲ့အမိုက်ပုံးတွေကဒေါက်တာတီဝါရီရဲ့ပတ်စံအိတ်ကိုလည်းပါတီကဂျားပြတ်သူယူထားကြောင်းနာဘင်းစီမှာသတင်းလာပို့ပါတယ်။ဒေါက်တာတီဝါရီရဲ့ဖုန်းကလေထဲမှာပဲရှိနေခဲ့ပြီး
ကားထဲမှာရှိနေတဲ့ချီယာကန်ဆက်ကစိတ်ရဟောင်းတစ်ခုနားကိုတွားနေကြောင်းဘီနော့ကနာမင်းကိုဖုံးဆက်လန်းကြောင်းကြားလိုက်ပါတယ်။အဲဒီစိတ်ရနီးနားမှာပါဝင်တို့ကရှိနေကြတဲ့ကြောင့်စောင့်ကြည့်လေ့လာဖို့တဲ့ဘီနော့ကလမ်းညွှန်ပြလိုက်ပါတယ်။ပီတူကအမိုင်ပိုးထဲမှာပတ်စံတွေကိုရှာမတွေ့ရကြောင်းဒေါသပုံထနေခဲ့ပြီးဒေါက်တာတီဝါရီကအမိုင်ပိုးထဲကိုတေချာထည့်ခဲ့ကြောင်းသူ့မိသားစုနဲ့တိုင်တဲချင်းဆွလိုက်ပါတယ်။ပီတူကတော့သူ့ကိုလှည့်စားနေလို့ထင်မဲ့တော့ကတနက်နဲ့ပြစ်သက်ဖို့တဲ့ချင်းရနေတော့ရေယာရှိကလမ်းမီတိုင်ကိုတနက်နဲ့လှမ်းပစ်ပေးလိုက်ပါတယ်။ချုံကိုတိုက်ခိုက်ခြင်းခံရပြီဆိုတော့ပီတူတို့ကသိရှိတော့ခဲ့ပြီးအမောင်ထဲမှာရန်သက်ပြစ်ခတ်နေခဲ့ကြပါတယ်။ပါဝင်ကဒေါက်တာတီဝါရီကိုကဲထုတ်သွားခဲ့ပြီးပင်တူကဒေါက်တာတီဝါရီကိုလိုက်လံရှာဖွေခိုင်းလိုက်ပါတယ်။ဒေါက်တာတီဝါရီကဘေးရန်ရဲ့ကင်းကင်းနဲ့အင်ကိုပြောင်းလာတဲ့အခါစော်ကားပြီးပြောဆိုခြင်းဖြစ်တဲ့အတွက်သူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်ပြီးနာဘင်းကလည်းခွင့်လွှတ်နားလည်ပြလိုက်ပါတယ်။ဘာဒီကဒေါသအလျောက်တုံ့ပြန်ခြင်းဖြစ်တဲ့အတွက်ဘာရန်ကိုတောင်းပန်စကားဆိုလိုက်ပြီးဘာရန်ကလည်းခွင့်လွှတ်ပေးလိုက်ပါတယ်။ပင်တူကအင်ကိုပြောင်းလာတဲ့အခါမိသားစုဝင်တွေကရေမောနေကြတဲ့ကြောင့်ပိုပြီးဒေါသထွက်သွားခဲ့ပါတယ်။တည့်ရဲ့မျက်စိရောက်ကနေဒေါက်တာတီဝါရီကိုကဲထုတ်သွားခဲ့တဲ့ကြောင့်ကျင်းမနိုင်ခဲမရတွေဖြစ်နေခဲ့ပြီးဒေါက်တာတီဝါရီကိုအာဖက်စတိုအဖွဲ့ကကဲထုတ်သွားခဲ့တယ်လို့ထင်မှတ်သွားခဲ့ပါတယ်။ရှော့ကီဂိုင်းအဖွဲ့ကိုအမြင့်ပြည့်ရှင်းလင်းပြဖို့အတွက်ပင်တူကဆုံးဖြတ်လိုက်ပြီးနောက်တနေ့မနက်မှာတော့ဦးစိန်ပူကိုအုပ်လက်ကြီးချီတက်လာခဲ့ကြပါတယ်။ဒီယာဂိုင်းကအာဖက်စတိုအဖွဲ့ကိုတနက်တင်နဲ့လိုက်လံပစ်ခတ်နေခဲ့ကြပြီးမက်ဆေ့ရှိမှာမြင်သမျှလူတိုင်းကိုပင်တူတို့ညီကိုနှစ်ယောက်ကပစ်ခတ်ရှင်းလင်းပြနေကြပါတယ်။အချိန်ဒီမဟန်တော့တာကြောင့်နာဇီမာနဲ့အာဖက်စတိုကအိမ်နောက်ဘက်ကနေဖပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ဟူစိန်ပူတစ်မျိုးလုံးကိုဒီယာညီကိုနှစ်ယောက်ကရှင်းလင်းမှုတွေလှုပ်ဆောင်နေခဲ့ကြပြီးအိမ်ထဲမှာအတွင်းပစ္စည်းတွေဘာတကူမှရှိမနေတာကြောင့်ပင်တူကဒေါသထွက်သွားခဲ့ပါတယ်။ဂူဂျန်ကစေယုံထဲကိုရောက်ချလာကတရားသူကြီးမန်ဒါရာနဲ့ဆရာဝန်တွေကိုတနက်နဲ့ပြစ်သက်ပြသွားခဲ့ပါတယ်။ဟူစိန်ပူမှာပြစ်ခတ်မှုအကြီးစားတွေဖြစ်ပျက်သွားခဲ့ကြောင်းနာမင်းကလည်းသိရှိသွားခဲ့ပြီးအကဲဖြစ်ပွားခဲ့တဲ့နေရာကိုရောက်ချလာခဲ့ကြပါတယ်။အတော်ရုံးတည်ဆုံးနေခဲ့ကြတဲ့မြင်ကွင်းကိုနာမင်းကစင်မချမ်းမြစ်ပွေရာတွေ့မြင်သွားခဲ့ပြီးအဲဒီအချိန်မြေသူဖြစ်သူပူကြားကလည်းမိဖွားကနေချိန်ကိုရလာပြီးဖြစ်တာကြောင့်ဘိုက်ကရမ်းနာလာခဲ့ပါတယ်။ဖေဖြစ်သူကနာမင်းစီကိုဖုန်းနှခေါ်လိုက်ပြီးအကျိုးကြောင့်ရှင်းပြပြောဆိုတဲ့အခါနာမင်းကမိသားစုရေးထက်လောက်ကိုပဲဦးစားပေးဖို့ဆုံးဖြတ်ထားတာကြောင့်လောလောဆယ်လာလို့မရသေးကြောင်းပြပြတသားနဲ့ညှင်းဆိုလိုက်ပါတယ်။နာဇီမာနဲ့အာဖက်စတိုကရှော့ကီရဲ့အတော်စီကိုရောက်ချလာခဲ့ပြီးသူတို့နဲ့အတူထပ်ပြေးတိတ်ဆောင်ကြဖို့တည်းလာခေါ်ပါတယ်။ဒီမြေပေါ်မှာပဲမွေးခဲ့တာကြောင့်ဒီမှာပဲသေဖို့အတော်ပြစ်သူကဆုံးဖြတ်ထားတာကြောင့်နာဇီမာတို့ကိုပဲထပ်ပြေးခံလိုက်ပါတယ်။ခဏကြာမှဒီယာညီကိုနှစ်ယောက်ကရှော့ကီရဲ့အတော်ဖြစ်သူစီကိုရောက်ချလာခဲ့ပြီးနာဇီမာတို့ကိုထုတ်ပေးဖို့တည်းချင်းချောက်ပြောဆိုလိုက်ပါတယ်။အတော်ဖြစ်သူကမသိရှိကြောင်းညင်းဆိုနေပြီးအကျွတ်တရားရမယ့်တရားတွေဟောနေကြတာကြောင့်ပင်တူးကနဖူးတဲ့ကိုကြည်တောင်ပြစ်သွင်းပေးလိုက်ပါတယ်။ဟူစိန်ဘူးမှာလူသက်ပွဲကြီးဖြစ်ပျက်သွားခဲ့တဲ့ကြောင့်ရွာသားတွေကအာဂိုတကြီးနဲ့ MLA အမတ် LNC ကိုရောက်ချလာကသူတို့ကိုကယ်တင်ပေးဖို့တည်းတောင်းဆိုလိုက်ကြပါတယ်။ဟူစိန်ဘူးတစ်ခုလုံးမှာရှိနေတဲ့ကလေးအစာခွေးစုံအကုန်လုံးကိုတက်ပြတ်သွားခဲ့တဲ့ကြောင့်တရင်မီဒီယာသမားတွေကနာဘင်းကိုမေကွန်ဝိုင်းထုတ်နေခဲ့ကြပြီးတရားသူကြီးမန်ဒါရာကလည်းတက်ပြတ်ခြင်းခံရရဖြစ်ကြောင်းနာဘင်းကသိရှိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့အမျိုးသမီးဖြစ်သူပူကြားကဗိုင်ယန်နာလာခဲ့တာကြောင့်ရကတိဖြစ်သူတို့ကဆေးရုံတင်ပေးလိုက်ကြပြီးတားယောက်ျားလေးတယောက်ကိုအောင်မြင်မြင်နဲ့မွေးဖွားလာနိုင်ခဲ့ပါတယ်။ဆေးရုံထဲမှာရှိနေခဲ့ကြတဲ့ရဲအရှိတွေနဲ့ဆရာဝန်တွေကိုပါပြစ်သက်သွားခဲ့တာကြောင့်နာဘင်းကတွေ့မြင်သွားခဲ့ပါတယ်။ဟူစိန်ပူမှာဖြစ်ပျက်သွားခဲ့တဲ့ကိစ္စကြီးရဲ့နောက်ဘက်ကအဓိကတာဝန်ရှိသူတွေကိုတိတိယယကိုင်တွယ်ဖြစ်မှာဖြစ်ကြောင်းဝန်ကြီးချုပ်ကပြည်သူတွေကိုကတိပေးပြောဆိုလိုက်ပါတယ်။တရားသူကြီးကိုဂူဂျန်ကတပ်ပစ်လိုက်တာကြောင့်ပင်တူးကစွန့်ကောက်ပစ်လိုက်ပြီး MLA မတ်အလန်ကဖုံးခေါ်လာခဲ့ပါတယ်။စိတ်နဲ့လွတ်သွားခဲ့တဲ့အတွက်ပင်တူးကတောင်းပန်စကားဆိုလိုက်ပြီးနာဇီမာတို့ကိုမြေလံပြီးရှာဖွေတော့မှာဖြစ်ကြောင်းကြုံဝါပြောဆိုလိုက်ပါတယ်။ MLA မတ်အလန်ကလည်းတူဖြစ်သူအာဖက်စီကိုဖုံးလဲခေါ်လိုက်ပြီးပတ်ဆက်နေတဲ့အတူနီဘောမှာခဏလောက်တင်းရှောင်နေဖို့အတွက်အကြံပေးပြောဆိုလိုက်ပါတယ်။နာဇီမာကအာဖက်စ်ကိုအရင်သွားနေခက်လိုက်ပြီးပတ်ဆက်နေသွားယူဖို့အတွက်တယောက်တည်းထွက်ခွာသွားခဲ့ပါတယ်။ Yes ကဘာတော့တရားဥပဒေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်ပိုင်ခွင့်ရှိပြီးဘာမှမကြော်ဖို့ DNG အထက်ရာရှိကနာဘင်းကိုပြောဆိုလိုက်ပြီးလုတ်ပိုင်ခွင့်အာဏာအပြည့်အဝပေးရလိုက်ပါတယ်။ Arfas ကလီဘောကိုမသွားသေးပဲအိမ်ထဲမှာလက်နက်တွေဝေယူနေတော့ DNG ကိုနှစ်ယောက်ကရောက်ချလာခဲ့ကြပါတယ်။ Arfas ရဲ့တနက်တွေကိုသိမ်းယူလိုက်ကြပြီးချင်းတူးကလေဘစ်နှစ်သက်ပြဖို့အတွက်ကြိုးစားနေတော့ပင်တူးကတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။လာစီမာကတော့မြေမြုပ်ထားတဲ့ပတ်စံတွေကိုထုတ်ယူလိုက်ပြီးလီဘောကိုထုတ်ခါသွားခဲ့ပါတယ်။ဝင်းကျုပ်ကရဲရရှိတွေပေါ်မှာအတင်းတွေဖိအားပေးလာခဲ့တာကြောင့်တရားပေါ်ကိုအပြစ်ပုံချဖို့အတွက်လိုအပ်နေကြောင်းပြောဆိုကကော်မရှင်နာကနာဘင်းကိုတာဝန်ကနေဆိုင်းငံ့ပစ်လိုက်ပါတယ်။ DRG ကိုနှစ်ယောက်က RFC ကနေတနက်အလက်100ကျော်ရရှိသွားပြီဖြစ်ကြောင်းပါဝန်ကသတင်းလာပို့ပါတယ်။နောက်တော့နာဘင်းကကော်မရှင်နာနဲ့ဓာတ်ရိုက်တွေ့ဆုံနေခဲ့ပြီးဝင်းကျုပ်က3ရက်လောက်နေမှခီးကနေပြန်ရောက်လာမှဖြစ်တာကြောင့်နာဘင်းကိုဒုတိယအခွင့်အရေးထပ်ပေးလိုက်ပါတယ်။ချင်းတူးကသူတို့ကိုစက်ကြီးပုံမှန်ပေးတဲ့လုပ်ငန်းရှင်တရေကြီး Virus နဲ့စိုင်ထဲကိုဝင်ချလာခဲ့ပြီးစက်တနက်နဲ့ဇက်တိုက်ပစ်ခတ်ပြလိုက်ပါတယ်
ကိုဝေဆောင်ထားရတဲ့မျိုးသမီးဖြစ်သူကအိမ်ရှိကိုထွက်လာတော့ပင်တူးကလည်းစက်တနက်နဲ့ပတ်ရမ်းပစ်လိုက်ပြီးဆိုင်ထဲကနေဆိုင်ကယ်နဲ့အေးဆေးပြတ်ထွက်သွားခဲ့ပါတယ်။ SSP နာဘင်းက3ရက်လောက်နေရင်မြို့ကနေထွက်ခွာရတော့မှဖြစ်တာကြောင့်သူ့ကိုရှင်းပစ်ဖို့အကြံစီကိုခေါင်းထဲကနေထုတ်ပစ်လိုက်တဲ့ကြောင့်ချင်းတူးကအကိုဖြစ်သူကိုပြန်ပြပြောဆိုလိုက်ပါတယ်။ပင်တူးကတော့နာဘင်းကိုမြို့ကနေအသက်ရှင်လျက်ပြန်လို့ပြီးမှမဟုတ်ကြောင်းအခိုင်အမာပြန်လည်ပြောဆိုလိုက်ပြီးတိုက်ပွဲကြီးမစနေခင်မှာဒေလီမှာသွားခဲ့ဖို့ပင်တူးကညီဖြစ်သူချင်းတူးကိုခွင့်ပြုပေးလိုက်ပါတယ်။ညဘက်ကိုရောက်တော့နာဘင်းတို့ကပရီယက်တို့လင်မယား2ယောက်ရဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ရုပ်လောင်းတွေကိုတိတ်မြင်သွားကဝမ်းနဲ့ကြေခွဲသွားခဲ့ကြပါတယ်။ရွာသူသားတွေကသူတို့ကိုကောက်ကွယ်မပေးနိုင်တဲ့နာဘင်းကိုအပြစ်တင်ပြောဆိုနေခဲ့ကြပြီးမြို့သမီးကြီးတွေကသူတို့ရဲ့လက်ကောက်တွေကိုချွတ်ပေးလိုက်ပြီးနာဘင်းကိုဝစ်ဆင်ခံလိုက်ပါတယ်။နှစ်ရက်အတွင်းဒီဟာညီကို2ယောက်ကိုအပြည့်ရှင်းထုတ်ပြဖို့အတွက်နာဘင်းကသုံးပြချက်ချလိုက်ပြီးဒီဟာခိုင်းတဲ့ပတ်သက်သမျှလူမိုက်တွေအားလုံးကိုစုံစမ်းဖို့အတွက်တာဝန်ပေးရလိုက်ပါတယ်။ရေယာရှိတွေကလည်းဒီဟာခိုင်းကလူမိုက်တွေတယောက်ချင်းစီကိုလိုက်လံဖမ်းဆီးနေခဲ့ကြပါတယ်။တရေစာတိုင်းမှာတော့ SSP နာဘင်းကြောင့်လုပ်ငန်းရှင်တယောက်အသက်ခံရတဲ့တဲ့ကခေါင်းစည်းပိုက်မှပါလာတာကြောင့်တဲ့တော့နေရာကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။လုပ်ငန်းရှင်တရေကြီး BS အတွက်တရားမျှတမှုကိုပြန်လည်ယူဆောင်ပေးနိုင်မှာလားလို့တဲ့တော့တွေကမိငုံဝိုင်းထုတ်နေခဲ့ကြပါတယ်။အက်ဒီတာကအပြစ်မဲ့တဲ့ပြည်သူတွေကိုတပ်ဖြတ်ဖြစ်နေရဆိုပြီးနာဘင်းကိုဆွဆွဲပြောဆိုလိုက်တဲ့အခါမူစာပါမှာရာဇဝတ်မှုတွေတိုင်းကအခုလိုပဲအဆုံးသတ်ရလိမ့်မယ်။ကျွန်တော်ကသူရဲကောင်းတယောက်ဖြစ်ဖို့ကြိုးစားနေတာမဟုတ်ဘူး။ဒီမှာရှိတဲ့လူတိုင်းကိုသူရဲကောင်းဖြစ်လာအောင်ပြုပြင်ပြောင်းလဲပေးနေတာ။မူစာပါမှာရာဇဝတ်မှုတွေကင်းစင်သွားတဲ့ကျွန်တော်ကဒီမျိုးကနေကြောက်ခိုင်းပြီးထွက်ခွာသွားပါပါ။ဒီယောက်ကခမရရဲ့အဖေကိုပါလာရက်ပြီဆိုရင်ဒီတိုင်းညှိခံနေပါလား။ခမရတို့ရောကြုံနေရမှာဆိုရင်ဘာဆက်လုပ်ကြမှာလဲ။ကျွန်တော်တို့လောက်ကင်ခဲ့တဲ့အရာတိုင်းကတေချာစဉ်းစားသုံးသပ်ပြီးမှလှုပ်ဆောင်ခဲ့ကြတာပါ။ခမရတို့တွေဘယ်လိုတွေပဲကြိုကြောင်းကိုရေးခဲ့ကျွန်တော်ခမရတို့ကိုအပြစ်မမြင်ခဲ့ဘူးခမရတို့မှန်မယ်ထင်တာကိုရေးသားထုတ်ဝေကြပါလို့ပြောဆိုပြီးနာဘင်းကထွက်ခွာသွားခဲ့ပါတယ်စတေရှိုးဘက်မှာဂူဂျန်တို့ကကောက်ကုန်နေခဲ့ကြပြီးသူ့ဖုန်းကိုပါဝါဖွင့်ပြီးဓာတ်ပုံထုတ်ရတဲ့ကြောင့်နာဘင်းတို့ကတီနေယာအတိအကျရရှိသွားခဲ့ကြပါတယ်နာဘင်းတို့ကစတေရှိုးပွဲနာကိုကားနဲ့ရောက်ချလာခဲ့ကြပြီးအဝေးကနေအချိန်တွေကိုစောင့်ကြည့်နေတာနေခဲ့ကြပါတယ်ခဏကြာမှဂူဂျန်ကနာဘင်းတို့ကိုတတိထားမိသွားခဲ့ပြီးသူ့လူတွေနဲ့အတူလမ်းကြိုလမ်းကြားတွေကိုဝင်ပြေးနေခဲ့ကြပါတယ်နာဘင်းတို့အဖွဲ့ကလည်းအုပ်စုခွဲပြီးဂူဂျန်တို့ကိုလိုက်လံပစ်ခတ်ရှင်းလင်းပြနေကြရင်ဂူဂျန်ကိုဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးလိုက်ကြကတခါတည်းအသေးပစ်ခတ်ဖမ်းဆီးလိုက်ကြပါတယ်။ဘာဒီကအသက်မပြည့်သေးတဲ့လူငယ်2ယောက်ကိုပြောဆိုဆုံးမပေးလိုက်ပြီးတနက်အစားစာအုပ်ကိုပဲကန်ခန့်လိုက်ပါတယ်။ဂူဂျန်အသက်ခံရပြီဆိုတာကို MLA မတ်အလန်ကသိရှိသွားခဲ့ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ MLA မတ်အလန်ကဒီယာညီကို2ယောက်ကိုထိုးကျွေးလိုက်ဖို့ဆုံးဖြတ်လိုက်ပြီးအပြန်အလှန်အနေနဲ့သူ့ကိုဝင်ကြီးပြန်ဖြစ်အောင်ကူညီပေးဖို့ DNG အထက်ရာရှိနဲ့အဖေးယူတစ်ခုကိုပြုလုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့လာစီမာကသတင်းတော်နီယာစီကိုတိုက်ရိုက်ဖုန်းခေါ်လိုက်က MLA မတ်အလန်ကနောက်ွယ်ကနေကြိုးကန်နေတဲ့ဒုတိယဖြစ်နေခဲ့တာကြောင့်တတ်သိရအောင်လုပ်ပေးမယ်လို့ပြောဆိုပြီးဖုန်းချသွားခဲ့ပါတယ်။ DNG ကို2ယောက်စလုံးကိုခြေရာခံလို့မရသေးတာကြောင့်ပင်တူးရဲ့နေနေစီးနှင်းဝင်ရောက်ဖို့အတွက်နာဘင်းကဆုံးဖြတ်ချက်ချလိုက်ပြီးတာဝန်တွေခွဲဝေပေးရလိုက်ပါတယ်။အဲဒီသတင်းကိုကားမောင်းသမားစုလီကပင်တူးစီကိုသတင်းလှမ်းပို့ထားလိုက်ပါတယ်။တစ်ဖက်မှာတော့နာဇီမာရဲ့တပည့်ဖြစ်သူကရှော့ကီရဲ့ပတ်စံနေမြှုပ်နှံထားတဲ့နေရာကိုသတင်းရရှိထားကြောင်း MLA မတ်အလန်ကိုဖုန်းနဲ့ဆက်သွယ်လိုက်ပြီးအပြင်မှာတွေ့ဖို့အတွက်ချင်းဆိုလိုက်ပါတယ်။ MLA မတ်အလန်ကရောက်ချလာတဲ့အခါမှာလမ်းညွန်မြေပုံကိုထုတ်ပေးလိုက်ပြီးအကို RFS ကိုမတက်လိုက်သင့်ဘူးလို့လှမ်းပြောလိုက်ပါတယ်။ငါကိုယ်တိုင်သူ့ကိုတတ်ခဲ့တာမှမဟုတ်တာ။ဒီအာကြီးကိုနှစ်ယောက်ကိုငါကခိုင်းစေခဲ့တာလေ။ငါတို့ရဲ့လမ်းကြောင်းမှာဝင်ရှုံနေတဲ့သူတိုင်းကိုရှင်းလင်းပြမှာပဲလို့ပြောဆိုနေတဲ့အလန်ရဲ့ပုံရိပ်တွေကိုသတင်းတောက်နီယာကလည်းမလန်မကန်းကနေဗီဒီယိုရိုက်ကူးထားလိုက်ပါတယ်။မနက်မိုးလင်းတော့ပီတူးကဖုန်းကိုလှမ်းကြည့်တဲ့အခါမှာစုလေးကမက်ဆေ့လမ်းပို့ထားတာကိုတွေ့မြင်သွားခဲ့ပြီးဘီနိုတို့ကလည်းပီတူးရဲ့ဒီနေရာကိုသိရှိသွားခဲ့ကြပါတယ်။နာဘင်းကအေးရရှိတဲ့အကုန်လုံးကိုစုရဲခန့်လိုက်ပြီးစုလေးကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ငါတို့ကအရာရှိတိုင်းရဲ့ဖုန်းနံပါတ်တွေအားလုံးကိုစောင့်ကြည့်ထားကြတာလေ။မင်းကြောင့်ပီတူးရဲ့ဖုန်းနံပါတ်ကိုငါတို့ကရှာတွေ့သွားခဲ့တာလို့ပြောဆိုပြီးနာဘင်းကစုလေးကိုလက်စဖျောက်ခန့်လိုက်ပါတယ်။ပင်တူးကအုပ်ဆက်ရုံတစ်ခုမှာသူ့ရဲ့လူတွေကိုစုဝေးထားပြီးရဲအားရှိတွေကိုတရားမကြံပြစ်ခတ်ရှင်းလင်းမှုတွေအမိန့်ပေးလိုက်ပါတယ်။နောက်တော့ရဲကားနှစ်စီးကရောက်ချလာတဲ့အခါပင်တူးတို့ကဖောက်ခွဲပစ်လိုက်ပြီးအောင်ပွဲခံလိုက်ကြပါတယ်။ရဲကားထဲမှာတော့သူတို့ဂိုင်းအဖွဲ့ကလူမိုက်တွေရှိနေပြီးနာဘင်းကကုံကားတွေဝင်ချလာခဲ့ပြီးလူမိုက်တွေကိုဖျက်တိုက်ပစ်လိုက်ပါတယ်။ဘီနိုတို့ကလူမိုက်တွေတယောက်ချင်းစီကိုတနက်နဲ့ပြစ်ခတ်ရှင်းလင်းနေခဲ့ကြပြီးလူမိုက်တွေကလက်ပလာနဲ့အသက်ဘေးကနေလွတ်မြောက်ဖို့အတွက်အသေးအံထွက်ပြေးနေခဲ့ရပါတယ်။နာဘင်းကအနောက်ကနေလိုက်ပစ်နေခဲ့ပြီးပင်တူးကလက်ပစ်ပုံးနဲ့လှမ်းပစ်လိုက်ပါတယ်။အချိန်တော်ကြာရှင်းလင်းမှုတွေလှုပ်ဆောင်နေခဲ့ကြပြီးလူမိုက်တွေကအုပ်ပုံကြားထဲမှာပေါနေခဲ့တာကြောင့်နာဘင်းကလက်ပစ်ပုံးတစ်လုံးပစ်သွင်းပေးလိုက်ပါတယ်။နောက်တော့ပင်တူးကဘီနော့ကိုတနက်နဲ့ချိန်ထားပြီးနာဘင်းကိုလက်နဲ့ချခိုင်းလိုက်ပါတယ်။နာဘင်းကဘီနော့ကိုကန်ချပစ်လိုက်ပြီးပင်တူးကိုကန်ပေါက်ပစ်လိုက်ပါတယ်။
နှစ်ယောက်သားကအပြန်အလှန်တိုက်ခိုက်နေခဲ့ကြပြီးပင်တူးရဲ့လေဘင်းကိုညှစ်ထားလိုက်ပါတယ်။ပင်တူးကပြန်လည်အသာရရှိသွားခဲ့ပြီးနာဘင်းကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ချိန်တူးကလည်းဒေလီကနေပြန်လည်ရောက်ရှိလာခဲ့ပြီးရေးရရှိတွေကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ဘီနိုတို့ကလည်းအကောက်အပြန်ယူထားလိုက်ကြပြီးနာဘင်းကလက်ပစ်ပေါ်စနက်တန်ကိုဖျက်ပစ်လိုက်တဲ့ကြောင့်ပင်တူးကသွေးပြက်သွားခဲ့ပါတယ်။နာဘင်းကပင်တူးရဲ့ဂုတ်ကိုဆွဲရမ်းပြီးကံပေါက်ပစ်လိုက်ကခြေတော်ထဲမှာဖတ်ယူလာခဲ့တဲ့တနက်နဲ့လှမ်းပစ်လိုက်ပါတယ်။လက်ပစ်ပုံးကိုလူမိုက်တွေစီကိုလှမ်းပစ်လိုက်ပြီးပင်တူးအသက်ခံရတဲ့မြင်ကွင်းကိုညီဖြစ်သူချင်းတူးကလည်းတိမင်သွားခဲ့ပါတယ်။အချင်းဒီမဟန်နာကြောင့်ချင်းတူးကဆိုင်ကယ်နဲ့ထွက်ပြေးသွားခဲ့ပြီးဘာတီကတနက်နဲ့လှမ်းပစ်ဖို့ဟန်ပြလိုက်တဲ့အခါနာဘင်းကတားဆီးလိုက်ပါတယ်။ငါတို့တွေကမမြင်ကွေရမှာပဲဒူးစဲအကောင်တွေကိုရှင်းနေနေကြရတာ။နောက်ဆုံးကြံတဲ့တရားကိုတော့လူမြင်ကွင်းရှိမှာပဲတရားစီရင်ပေးရမယ်။ဒါမှမူစာဘာမှာလူမိုက်တွေကင်းရှင်းသွားလိမ့်မယ်လို့နာဘင်းကပြောဆိုလိုက်ပါတယ်။မြို့ထဲမှာချင်းတူးကဆိုင်ကယ်တစ်စီးနဲ့ပတ်ပြေးနေခဲ့ပြီးနာဘင်းတို့ကကားနဲ့ပိတ်ဆို့ဖမ်းဆီးလိုက်ကြကတနက်နဲ့ဇက်တိုက်ပစ်ခဲ့ပြလိုက်ပါတယ်။အကြောက်တရားတွေနဲ့ပြည့်နေနေတဲ့မူစာဘာမြို့လေးကပထမဆုံးချိန်လူမိုက်ကိုင်းတွေကင်းစင်သွားခဲ့တဲ့ကြောင့်ရွာသူရွာသားတွေကဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ပင်တူးရဲ့နေကိုရေးရရှိတွေကရှာဖွေမှုတွေလှုပ်ဆောင်နေခဲ့ကြပြီးမြို့သမီးဖြစ်သူကတော့ကြက်ရှိနေတဲ့သူမရဲ့ဘွားတစ်ချောင်းလုံးကိုမုံဆိုးမအဖြစ်နဲ့ရှင်သန်နေထိုင်ရတော့မှာပဲဖြစ်ပါတယ်။ရွာသူရွာသားတွေကနာဘင်းကိုသူတို့ရဲ့သူရဲကောင်းဖြစ်တဲ့တရားဝင်အသိမှတ်ပြုနေကြပြီးစူတောင်းမှုတွေလှုပ်ဆောင်ပေးတဲ့ကြကဇလန်လေးကပြီးဆုံးသွားခဲ့ပါပြီ။အဆုံးထိအောင်စီးမျောလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။